ဒီနေ့ဖတ်မိရဲ့စာစုလေးတစ်ခုစာစုလေးတစ်ခုကဘာလို့ဆိုလိုတာလဲဆိုရင်ငါဟာတဲ့မင်းဘဝကိုပထမလူဖြစ်ရောက်ရှိဖို့လောက်ကြခဲ့တယ်ဒါပေမဲ့မင်းရဲ့ထာဝရလူဖြစ်ဖို့အချိန်မီငါရောက်လာနိုင်ခဲ့တယ်ဒီစာလေးရဲ့အဓိပ္ပာယ်တိုင်း right person at the right time ဖြစ်ဖို့မင်းပဲဖြစ်ဖြစ်ကိုယ်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်အရန်အရေးကြီးရဆိုတဲ့သဘောပေါ့ဖတ်ပြမယ်နော် I arrived too late to be your first love but maybe I arrived just in time to become the love of your life လူတိုင်းမှန်ကန်တဲ့လူမှန်ကန်တဲ့အချိန်မှာတွေ့နိုင်ကြပါစေ